ဟုတ်အားလုံးမင်္ဂလာပါဒါလေးကဒူးခရိတ်1000ဝက် sport ဝယ်တာလေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်အသုံးပြုနည်းလေးပြောပြပေးမှာဆိုတော့ဒီကောင်လေးကိုဖွင့်မယ်ဆိုရင်ဒီကောင်လေးပါဝါလေးကိုဖိထားလိုက်ခလုတ်ကလည်းအများကြီးမပါဘူးဒီတစ်ခုပဲပါတာဝင်ခြင်းဒီကောင်လေးကိုတစ်ချက်ဖိကျွန်တော်ဒီမှာတစ်ချက်ဖိဝင်သွားပြီမဟုတ်အဲ့မုတ်ရောက်ရင်ဒီမှာတော့အဖြူတန်လေးပေါ့အဲ့တော့ဝင်ခြင်းဒီတော့တစ်ချက်ဖိလိုက်ပြီးရင်ရှေ့တိုးတောက်ဆုပ်လုပ်လိုက်အော်တိုမန်နူရယ်နော်အော်တိုမန်နူရယ်ပြောင်းမယ်နော်ပြီးပြန်ထွက်ခြင်းဒီကောင်တစ်ချက်ပြန်နှိပ်ပြီးရင်ဒီရှေ့ကိုတိုးလိုက်ဂီယာတဲ့ဝင်ခြင်းလဲတစ်ချက်ဖိလိုက်ပြီးရင်30အားလုံးဒီကောင်က25ဒီရမယ်နော်25ဒီရမယ်25နော်ပြီးရင်အစအရင်ပြန်ရောက်အောင်နော်ခွန်8လောက်ပဲထားရပြီပြီးရင်ပြန်ထွက်ခြင်းတစ်ချက်ပြန်နှိပ်ပြီးနောက်တစ်ချက် preheat ကလည်းကျွန်တော်ဟိုတနေ့ကပြောလို့ပဲဒီကောင်က support ရာအသေးအကြီးကိုရွေးတာပေါ့နော်ဒီကောင်3လောက်ထားလိုက်ရတယ်ဝင်လိုက်3လောက်ထားလိုက်ပြီးရင်နောက် delay တိုင်းဆိုတာကျွန်တော်တို့နီကယ်ပြားကို product နှစ်ခုထိပြီးတော့အချိန်ဘယ်လောက်ကြာရိုက်မလဲဆိုတာဒါရွေးတာ delay တိုင်း 0.5 second ထားရပြီပြီးနောက်ဆုံး setting ထဲမှာတော့ဘာမှထွေတူမပါဘူးကျွန်တော်တို့မှာ language buzzer နောက်ကျွန်တော်အတန်ထွက်တာ gap time နောက် one temperature auto sleep 20မိနစ်ကြာရင်သူ့ဘာလို့ auto နောက်ပြီးတော့ brightness တွေ factory reset တွေနောက် return ပြန်ထုတ်လိုက်ရပြီเนาะအဲ့တော့ကျတော့ကျွန်တော်ဒီကောင်းကိုကျွန်တော်စပြီးတော့စမ်းရိုက်ပြီမယ်စမ်းမရိုက်ခင်သူ့ထဲမှာဘာတွေပါလဲကျွန်တော်ပြပေးမယ်เนาะအဲ့တော့ဒီဘူးထဲမှာဘာရဲပါကျွန်တော်တို့ auto လဲရတယ် menu လဲရတယ်ဒီကောင်နှစ်မျိုးသုံးလို့ရတယ်เนาะဒါဂျိုဒါကျွန်တော်တို့ခြေတင်နောက်ဒီကောင်ကကျွန်တော်တို့သူ့ရဲ့အတန်လေး၄ချောင်းပို့ပါမယ်เนาะထိတ်ကတစ်လေး၄ချောင်းပို့ပါမယ်ဒီကောင်လေးအဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ဒီမှာထိုးထည့်လိုက်၄ချောင်းပို့ပါတာမဟုတ်ဘူးဒီကောင်ကလုံးဝကို2ချောင်းပဲပို့ပါမှာဒီမှာလုံးဝမပါလာအောင်เนาะအဲ့တော့ဒီကတစ်လေးကိုကျွန်တော်တို့ထည့်ပေးရမယ်ဒီရဲ့အဲ့တော့ဒီမှာ2ချောင်းကြံမယ်နီကယ်ပြားလေးကျွန်တော်တို့ sample လေးနည်းနည်းပါမယ်เนาะအဲ့တော့ဒီထဲကိုပြန်ထည့်ရမယ်ရှော့အောင်အဲ့ဆိုရင်ကျွန်တော်ဒီမှာ product လေးထည့်လိုက်ပြီเนาะထည့်ပြီဆိုတော့ကျွန်တော်ခုနကလည်း setting တွေပါချိန်ပြီးသွားဆိုတော့ကျွန်တော်စရိုက်တော့မယ်နီကယ်ပြားလေးကိုဖြတ်လိုက်မယ်လိုတလိုလေးပြီးရင်ကျွန်တော်ဒီမှာတင်လိုက်မယ်ပြီးရင်ဒီကောင်လေးကိုထိလိုက်မယ်ပြီးရင်နောက်တစ်ချက်မစိုးဘူးเนาะ quality တော်တော်ကောင်းတယ်ဒီကောင်ကကျွန်တော်တို့အရင်8000ဝက်ထက်ဆိုင်ဒီကောင်1000ဝက်ဆိုတော့ဝက်2000ဝက်ပိုများတာပေါ့နော်ကောင်လေးရဆွဲတယ်ဒါဂီယာကျွန်တော်တို့ဘယ်လောက်နဲ့ရိုက်လဲဆိုတော့ကျွန်တော်ဂီယာ H နဲ့ရိုက်ထားတာဒီကောင်25ချက်လေးပါနော် H နဲ့ရိုက်ထားတာလေဒါလေးပါလွယ်ကူရိုးရှင်းပါတယ်နော်ဟုတ်ဒါလေးအသုံးပြုနေလေးပြောပြပေးတာပါအားလုံးပဲကျေးဇူးပါဗျ